နင်ထပ်ပြီးဖောက်ပြန်ဘယ်လိုလုပ်မှာလဲငါအဲ့လိုထင်တာငါမှားလား မင်းတို့ရလဲတွဲလာတာကြားလာပြီအခုချိန်ကြီးယုံကြည်ဖို့မရှိကြသေးဘူး အဲ့တော့ဘာလုပ်နေကြလဲစိုးညံ့နေရပဲ အင်းမြဟောအင်းမြမင်းအထင်လွဲနေပြီကိုထွေးကအင်းမြကို surprise လုပ်မလို့ငါတို့အကုန်လုံးဝိုင်းပြီးတော့လာကူကြီးရဟာ ဟုတ်တယ်လေအမြကဘာဖြစ်လို့လဲဟုတ်တယ် အင်းရခုလက်ထပ်နိုင်ပါ လက်ခံလိုက်တေးချကိုကို ညလည်းတော့ဒီစား ကိုကိုဒီကြောက်ကဘာလို့လဲကျင်းစတက်ကာရလည်းမြင်ရဘူးလားပြကိုကိုလည်းကိုနဲ့မြင်ရခေါ်နေ ဟောဒါကိုယ့်ရဲ့ညီမဝင်ခဲ့ပါအမြရဲ့သူအခုမှလင်းလင်းကြောင်းသူပဲရှိပါသေးရဲ့များလေ ဘယ်ညီမဝမ်းကကိုလို့ခေါ်လို့လဲပြီးတော့ဘာလို့နာမည်မှတ်မထား ဟောမြမြုံဆိုကိုသူ့ဗီဒီယိုခေါ်ပေးမယ်လေနော် ထားလိုက်ပါရုံနေထားလိုက်တော့ မြလေဘာမှရှောက်တွေ့မနေနဲ့ဒီမှာတော့ဒီစားနော် ခေါ်လိုက်ပါ ဟယ်လိုမြ ဟယ်လိုကိုဘယ်မှာတော့ဘာလုပ်နေအောင်တနေ့ကုန် ဟောခုလာကိုခုလိုင်းစင်းတယ်မှာလေတငယ်ချင်းတွေကိုပစ္စည်းလိုက်ယူပေးနေရ ဟုတ်လားအင်းမပြီးရော ဟုတ်တယ်မြစိတ်ချပါကိုတငယ်ချင်းနဲ့လာတာနော် ကိုလေးဟမ်လာပါငါရွေးပေးပါဦး ကိုရေကိုရွေးပေးအောင်လေဒီစီလေး ဟောရမ်းယူ ကိုဘေးကခုနမင်းကလေးတန်ကြားလိုက်တာအဘူးရော ဟောပိုင်လီရောအဲ့သုံးရဲ့ရီးစားလေးမြလေ ဟုတ်လို့လားမြို့မအောင်မီစီခေါ်ပြ ဟောအခု အခုလိုက်နှက်ခဲ့ မြရှုံပြီလားကိုခုလိုင်းနေစိတ်နဲ့ရောက်နေရဆိုတာလေ ရုံမကြီး မင်းတို့ရလဲတွဲလာတာကြားလာပြီအခုချိန်ကြီးယုံကြည်ဖို့မရှိကြသေးဘူး ဒီချက်လက်တွေကတော့စုံပါတယ်မောင်လေးတကယ်လို့အမအချက်လက်တွေကုန်ဖတ်ပြီးလို့ရှိရင်တော့ပြန်ပြောပေးမယ်လीနော်လို့ပြက်ကမှန်ရအမောင်လေးအရေးကြီးကိစ္စဆိုရင်ပြောလိုက်လေရတယ် အဲ့ဆိုခဏလေးပါတော့ဖင်းပြောတယ်ခဏဟုတ်ကဲ့ဟယ်လိုမြ သူလည်းဖတ်တယ်ခဏချတာဘယ်ဖုန်းပေါ်ရလဲ ဟိုဘူးကိုဒီမှာအရေးကြီးကိစ္စလေးလုပ်နေလို့နော်ပြီးမှပြောခေါ်လိုက်နော် ရလေးဆိုရင်တော့အဆင်ပြေပါတယ်နော်အမောင်လေးဒါအရင်ပြပြအောင်ပြောလိုက်နော် အေးအဲ့ဆိုခဏလေးပါလို့နော်ခင်ဗျာ အေးဟို ဟယ်လိုမြကိုဒီအရေးကြီးကိစ္စလုပ်နေလို့ကိုတောင်းမှန်နေနော်တောင်းမယ်နော် အော်မောင်လေးမောင်ငါကိစ္စရှင်းပြပေးနော် ဟော မင်းကတိုင်စားတယ် နင်ငါဖုန်းဆက်တာလုံးကိုင်တာ ည မောင်လေးတည်လား ဟောကျွန်တော်ကောင်မလေးပါမနည်းနည်းအထင်လွဲနေရှင်းပြပေးလိုက်ပါဦးဟုတ် နင်ငါဖုန်းဆက်တာဘာလို့ခဏချက်ပြနေရ ညဒီမှာကိုအရေးကြီးကိစ္စလုပ်နေရလေမြလေ အော်မောင်လေးကဲလို့လောက်ဆက်လို့ပြတဲ့ဆိုရင်မောင်လေးကိုမဆက်သွယ်လိုက်ပြီနော် ကျွန်တော်တောင်းမယ်ပါစဉ်းစားဦးပါဦးပါ ရှာရ ကဲဘာလို့ငါဖုန်းခဏချက်ပြနေရဟမ် မြလေကိုအရေးကြီးကိစ္စလုပ်နေလို့ဒီလောက်ပြောပြနေရောဘာဖြစ်နေရလဲကွာဘာဖြစ်လို့အဲ့လိုမျိုးကိုအမြင်နဲ့တန်တရားရင်ကြည့်နေရလေကိုအဲ့ဒါကြီးတော်တော်စိတ်ပြက်လာပြီကွာရှင်တော့မင်းဒီလိုမဟုတ်ပါဘူးဘလို့ဖြစ်တာလဲကိုကြမှာ ဟာအဲ့တော့ဒီလိုမဟုတ်လားအဲ့လိုပြောင်းဘာသူလောက်ခဲ့ရနင်မလောက်ခဲ့ရလေဖောက်ပြတဲ့သူကနင်ဖြစ်ပြီးတော့ဘာလို့မြင်ရနာချင်းနေကငါပဲဖြစ်နေရ မြတ်ကိုတောင်းပန်ပေးခဲ့ပြီးပြီလေအဲ့အမားရဲ့အတွက်လည်းကိုပြင်ဆင်ခဲ့ပြီးပြီလေမြတ်လည်းခွင့်လို့ပေးပြီလေခုကျမှမြတ်ဘလို့ဖြစ်တာလဲ ဗီဇဆိုတာဖျောက်လို့မရဘူးလေနင်ထပ်ပြီးဖောက်ပြန်ဘယ်လိုလုပ်မှာလဲငါအဲ့လိုထင်တာငါမှားလားထားလိုက်ပါတော့ဒီနေ့ငါလည်းလမ်းခွင့်မယ်